မဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကျမတို့တွေနေ့စဉ်ဟင်းချက်ရာမှာမပါမဖြစ်အသုံးပြုနေတဲ့ကြက်သွန်မြူလေးရဲ့အကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်ကြက်သွန်မြူဟာဆိုလို့ရှိရင်ကျမတို့တွေဟင်းချက်ရာမှာတည်းမကပဲကြက်သွန်မြူကိုအတုပ်တည်တဲ့ထည့်စားတဲ့လူတွေဒါမှမဟုတ်တခြားအသက်ကိုမှအစိမ့်မြုပ်စားတဲ့လူတွေလည်းရှိပါတယ်ရှင်အစာလဲစီးလဲအစာဆိုလိုပဲဘလို့ပဲစားကျမ်းမာရေးအတွက်အထူးကောင်းမွန်တဲ့အစားအစာလေးတစ်မျိုးပဲဖြစ်ပါတယ်ရှင်ကျက်သွန်မြူမှာပါဝင်တဲ့ဆာလဖာတက်ပေါင်းများကအနက်နဲ့အရသာကိုပေးတဲ့အပြင်ကျန်းမာရေးအတွက်လည်းအရန်ကိုအကျိုးပြုပါတယ်ရှင်။ဒါအပြင်အခြားအာဟာရဓာတ်များပါဝင်နေတဲ့အတွက်ကိုယ်ခန္ဓာအတွက်လည်းအထောက်အကူများစွာရှိပါတယ်ရှင်။ဒါကြောင့်ကျက်သွန်မြူစားခြင်းရဲ့ကျန်းမာရေးအကျိုးကျေးဇူးများကိုကျမကတဆင့်ချင်းစီပြောပြပေးသွားပါမယ်ရှင်။နံပါတ်1အချက်ကတော့အစာချေစနစ်ကိုကောင်းမွန်စေခြင်းပဲဖြစ်ပါတယ်ရှင်။ကြက်သွန်မြူစားသုံးခြင်းကအစာချေစနစ်ကိုတိုးတက်စေပြီးတော့ဦးလန်းကြောင့်လုပ်ငန်းဆောင်တာတွေကိုလည်းကောင်းမွန်စေပါတယ်ရှင်။မအီမသာဖြစ်ခြင်းတွေကိုလည်းလျှော့နှဲစေပါတယ်ရှင်။နံပါတ်2အချက်ကတော့ကိုလက်စထရောကျဆင်းစေခြင်းပဲဖြစ်ပါတယ်။ကြက်သွန်မြူမှာပါဝင်တဲ့အလီဆင်ဟာခန္ဓာကိုယ်အတွက်မကောင်းတဲ့ကိုလက်စထရောတွေကိုလျှော့ချပေးနိုင်ပါတယ်ရှင်။နံပါတ်3ကတော့တွေးတိုးယောဂကိုသက်သာစေခြင်းပဲဖြစ်ပါတယ်ရှင်။ကျက်သွန်မြူကတွေးပြီးအားကိုလည်းထိန်းညှိပေးနိုင်ပြီးတော့တွေးကြောလေပတ်မှုကိုကောင်းမွန်စေလို့တွေးတိုးယောဂကိုသက်သာစေပါတယ်ရှင်။နံပါတ်4ကတော့မျက်စိအားကောင်းစေခြင်းပဲဖြစ်ပါတယ်ရှင်။ကျက်သွန်မြူမှာတခြားဓာတ်တွေနဲ့ဗီတာမင် C တွေပါဝင်တာကြောင့်မျက်လုံးကိုကာကွယ်ပေးပြီးတော့မျက်စိအားကောင်းစေပါတယ်ရှင်။နံပါတ်5အေးမိခြင်းကိုတက်တာစေခြင်းပဲဖြစ်ပါတယ်ရှင်။ကြက်သွန်မြူကိုအစိမ်းစားပေးမယ်ဆိုရင်အေးမိခြင်းတွေချောင်းဆိုးခြင်းတွေကိုတက်တာစေနိုင်ပါတယ်ရှင်။နံပါတ်6ကတော့အသေးကိုအားကောင်းစေခြင်းပဲဖြစ်ပါတယ်။ကြက်သွန်မြူမှာပါဝင်တဲ့အာဟာရဓာတ်တွေကအသေးရဲ့ကျန်းမာရေးကိုများစွာအထောက်အကူပြုပေးပါတယ်ရှင်။နံပါတ်9ကတော့အစိတ်အတောင်များကိုတန့်စင်ပေးခြင်းပဲဖြစ်ပါတယ်ရှင်။ကျက်သွန်မြူမှာပါဝင်တဲ့ဆာလဖာတက်ပေါင်းများကြောင့်ခန္ဓာကိုယ်အတွင်းမှာရှိနေတဲ့အဆိပ်အတောက်တွေကိုဖယ်ရှားပေးနိုင်ပါတယ်ရှင်။နံပါတ်10ကတော့အယိုးအဆစ်ကိုတန်မာစေခြင်းပဲဖြစ်ပါတယ်။ကျက်သွန်မြူကအယိုးအဆစ်တွေကိုတန်မာစေပြီးတော့ဟော်မုန်းဘေးလန့်ကိုလည်းထိန်းညှိပေးနိုင်ပါတယ်ရှင်။နောက်ဆုံးတစ်ချက်ကတော့နှလုံးရောဂါကိုကာကွယ်ပေးခြင်းပဲဖြစ်ပါတယ်။ကျက်သွန်မြူမှာကိုလက်စထရောနဲ့အဆီတွေကိုလျှော့ချပေးတာကြောင့်နှလုံးရောဂါဖြစ်ပွားနိုင်ခြေကိုလည်းလျော့နှဲစေနိုင်ပါတယ်ရှင်။ကဲဒီလိုမျိုးကျန်းမာရေးအကျိုးကျေးဇူးတွေအများကြီးရှိတဲ့ကျက်သွန်မြူလေးကိုနေ့တိုင်းပဲစားသုံးပေးဖို့တငယ်ချင်းတွေကိုတိုက်တွန်းပြရစီနော်။ကဲဒီဗီဒီယိုလေးကတငယ်ချင်းတွေအတွက်အရန်ကိုအထောက်အကူပြုတယ်ဆိုလို့ရှိရင်ကျမရဲ့ channel လေးကို like and subscribe လေးလုပ်ပေးဖို့တောင်းဆိုအပ်ပါတယ်ရှင်။အားလုံးပဲကျန်းမာရေးတွေကောင်းမွန်ပြီးတော့တာယာပျော်ရွှင်သောနေ့ရက်များကိုပိုင်ဆိုင်နိုင်ကြပါစေရှင်